네, 민가와 디사오가로 navigateရဲ့ beginner A1 course ကိုစာအုပ်ဖြစ်တယ်။ဒီစာအုပ်ထဲမှာအဓိကဒီစာအုပ်ထဲမှာသင်ကြားသွားမယ့်အကြောင်းအရာတွေက beginner level students တွေအတွက်ပေါ့နော်။သူကအဓိကထားပြီးတော့သင်ကြားပေးတော့မှာဖြစ်ပါတယ်။အခုဒီသင်ခန်းစာမှာဆိုလို့ရှိရင်သူကဘာအကြောင်းအရာတွေပါမလဲဆိုတော့listening ပါမယ်နော် reading ပါမယ်speaking ကိုယ်တိုင်ပြောတဲ့အထက်ကြီးပါမယ်ပေါ့နော် beginner level နဲ့ကိုက်ညီရဲ့ speaking ကိုလည်းပြောနိုင်ပါမယ်ဒီစာအုပ်ကိုအဆုံးထိလေ့လာပေးတော့ပါမယ်နော်ပထမဆုံးအနေနဲ့ unit 1ကိုစတင်ပြီးတော့သင်ကြားပေးသွားမှာပဲဖြစ်ပါတယ်။ညောစာအုပ်လေး share ပေးပါမယ်ဒီစာအုပ်လေးအတူတူကြည့်လိုက်ကြမယ်နော်unit 1မှာပထမဆုံးအနေနဲ့ကတော့သူရဲ့ unit 1ရဲ့ခေါင်းစဉ်က first meeting ဆိုပြီးတော့ခေါင်းစဉ်ပေးကြတယ်။အဲ့တော့ FIST first ရဲ့အဓိပ္ပာယ်ကပထမဆုံးပေါ့နော် meeting ကတော့တွေ့ဆုံမှုပေါ့။အဲ့တော့ပထမဆုံးချိန်တွေ့ဆုံကြတဲ့နေရာမှာလူတွေဘယ်လိုမျိုးတွေ့ဆုံကြတယ်ဘယ်လိုပြောလဲဆိုတာကိုလေ့လာရမှာဖြစ်ပါတယ်။ဒီ unit တစ်ခုမှာဆိုလို့ရှိရင်သူက 1.1 1.2 1.3 1.4 1.5 ဆိုပြီးတော့အခန်း5ခန်းပါမယ်ပြီးလို့ရှိရင်ဒီအခန်း5ခန်းလုံးကိုပြန်ပြီးတော့လေ့ကျင့်မှုအတွက်ကိုသူကအောက်ကနေပြီးတော့မှ review လေးနဲ့ပြန်ပြီးတော့ဒီတစ်ခန်းလုံးစာကိုပြန်ပြီးတော့လေ့လာလို့ရမှာပေါ့နော်ပထမဆုံးဒီ1.1 မှာသူရဲ့ခေါင်းစဉ်က on business or on holiday တဲ့လားအဲ့တော့ on business ဆိုတဲ့အဓိပ္ပာယ်က BUSINESS သူ့ရဲ့အတန်တော့က business နော် business လို့ပြန်ခဲ့မယ်အဲ့တော့သူကတော့ဒီဟာကအလုပ်ကိစ္စပေါ့နော်အလုပ်ကိစ္စတွေနဲ့အပြင်သွားကြတဲ့အခါမှာပေါ့နော်သူတွေနဲ့တွေ့ဆုံကြတဲ့အခါမှာဘယ်လိုစကားမျိုးတွေပြောလဲဆိုတာကိုကြည့်လိုက်ရမှာဖြစ်ပါတယ်အဲ့တော့ on business နော်သူအတွဲလိုက်တဲ့အဓိပ္ပာယ်ကအလုပ်ကိစ္စပါနောက်တစ်ခါကျတော့ on holiday ဆိုတာကကျတော့အားလက်ရက်ပေါ့နော် holiday ကတော့ဒီမှာပါနော်အဲ့တော့အားလက်ရက်မှာလူတွေနဲ့တွေ့ကြတဲ့အခါမှာဘယ်လိုစကားတွေပြောမလဲဆိုတာကိုလေ့လာကြည့်ရမှာဖြစ်ပါတယ်အဲ့တော့ဒီသင်ခန်းစာပြီးသားလို့ရှိရင်ဘာရသွားမလဲဆိုတော့ကိုမိတ်ဆက်တက်သွားမယ်ပေါ့နော်ပြီးလို့ရှိရင် verb to be ကိုသုံးပြီးတော့မေးခွန်းလေးတွေလုပ်တတ်သွားပါလိမ့်မယ်အဲ့တော့ verb to be ဆိုတာကတော့သူက am ရယ် is ရယ် are ပေါ့နော်အဲ့တော့ပထမဆုံးအနေနဲ့ဒီ saying hello ဆိုတဲ့သင်ခန်းစာကိုလေ့လာရမှာဖြစ်ပါတယ်အဲ့တော့ saying hello ဆိုတာကနှုတ်ဆက်တာပေါ့နော်ဆိုတော့ဒီမှာကတော့ listening ရယ် speaking ရယ်နှစ်ခုကိုပြောပြပေးသွားမှာဖြစ်ပါတယ်ဒီမှာဆိုလို့ရှိရင်လူ6ယောက်ဆိုဖာပေါ်မှာထိုင်နေတယ်အဲ့တော့သူတို့တွေဘာစကားတွေပြောကြလဲဆိုတာကိုနားထောင်ကြည့်ကြရအောင်နော်အဲ့ဒီမှာပထမဆုံးကဒီဆယ်တွေက2ယောက်ဖြစ်တဲ့Paul เนาะဒီလူကြီးရဲ့နာမည်က Paul လို့ခေါ်တယ်ဒီအမျိုးသမီးလေးရဲ့နာမည်ကတော့ Elisa လို့ခေါ်တယ်ပေါ့နော်အဲ့တော့ Paul ကသူ့ကိုသူစပြီးတော့မိတ်ဆက်ထားတယ် Hi I am Paul ဟုတ်လားဒီကောင်မလေး Elisa ဆိုတဲ့ကောင်မလေးကကြတော့သူမိတ်ဆက်တာကြတော့ Hello I'm Elisa okay အဲ့တော့သူတို့အတန်လေးတွေကိုဒီနိုင်ငံသားတွေပေါ့နော် native speaker တွေကဘယ်လိုအတန်မျိုးနဲ့ပြောလဲဆိုတာကိုသူ့ရဲ့အတန်သားတိုင်းကိုလေ့လာကြည့်ပါမယ်နော်အဲ့တော့သူ့အတန်လေးကိုဖွင့်ပြပေးသွားမှာဖြစ်ပါတယ်